မမေတို့ကိုပြောပြမယ်ကလေးလေးကိုနေစဉ်နှိမ့်နေပေးတာကသူ့ကိုအိပ်ပျော်စေုံသာမကအခြားသောအကျိုးကျေးဇူးများစွာလည်းရှိပါသေးတယ်ဒီနေ့မှာတော့ကလေးနှိမ့်နေခြင်း baby massage ရဲ့အကျိုးကျေးဇူးတွေနဲ့ဘယ်လိုစတင်နိုင်မလဲဆိုတာကိုပြောပြပေးမယ်ပထမဦးဆုံးအကျိုးကျေးဇူးကတော့ကလေးရဲ့ကိုယ်အလေးချိန်တိုးတက်မှုကိုအားပေးပါတယ်သူတေသနာတွေအရာပုံမှန်နှိမ့်နေပေးခြင်းကကလေးငယ်တွေရဲ့အစာခြေစနစ်ကိုကောင်းမွန်စေပြီးအာဟာရဆုပ်ယူမှုကိုပိုမိုကောင်းမွန်စေပါတယ်ဒုတိယအနေနဲ့ကလေးပိုက်နာခြင်းကောလိပ်နဲ့လေနာခြင်းတွေကိုတက်တာစေပါတယ်ဘိုက်ကိုလက်ရရဲ့ညင်သာစွာနှိမ့်နေပေးခြင်းကဦးလန်းချောင်းတဲ့ကလေတွေကိုထုတ်လွှတ်ဖို့အကူအညီပေးပါတယ်ဒါကြောင့်ညဖက်ငိုတဲ့ကလေးတွေအတွက်အထူးသင့်တော်ပါတယ်တတိယအချက်ကတော့အိပ်ဆက်ခြင်းအရည်သွေးကိုမြင့်တင်ပေးပါတယ်နှိမ့်နေခြင်းကကလေးရဲ့ခန္ဓာကိုယ်ထဲမှာမယ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကိုအားပေးပြီးပိုမိုနဲ့ဆိုင်တဲ့အိပ်ဆက်ခြင်းကိုရရှိစေပါတယ်စတုထအချက်ကအရေးကြီးဆုံးပါမမေနဲ့ကလေးကြားနှောင်ကြို bonding ကိုခိုင်မာစေပါတယ်နှိမ့်နေတဲ့အခါမမေရဲ့ထိတွေ့မှုက oxytocin လို့ခေါ်တဲ့အချစ်ဟော်မုန်းကိုထွက်ရှိစေပြီးကလေးကိုလုံခြုံမှုခံစားရစေပါတယ်ဒီလိုနေ့စဉ်10မိနစ်လောက်ပုံမှန်နှိမ့်နေပေးခြင်းကကလေးရဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါဖွံ့ဖြိုးမှုကိုအထောက်အကူပြုပါတယ်ဒါပေမဲ့မွေးစားလေးတွေအတွက်အယံပြင်းတဲ့ဖိအားမပေးသင့်ပါဘူးညင်သာတာပုတ်တက်ပေးတာမျိုးစတင်သင့်ပါတယ်ကလေးမကြိုက်တဲ့အချိန်မှာအတင်းမလုပ်သင့်ပါဘူးနေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်